အိမ်အောင်သားရစိတ်ချမ်းသာအိမ်အောင်ရေးဆိုတာဘဝရဲ့စိတ်ချမ်းသာမှုကိုနှစ်ယောက်ပေါင်းယူတာပဲနှစ်ယောက်ပေါင်းတော့မှစိတ်မချမ်းသာရင်တော့ဘဝအမောကြီးဖြစ်ပြီလောကမှာဘာလို့အိမ်အောင်ပြုတ်ကြတယ်လဲအဲ့ဒီမိကုန်းကိုမေးရင်စိတ်ချမ်းသာမှုကိုလူရင်ဆန္ဒတွေပြည့်အောင်အိမ်အောင်ပြုတ်ကြရတယ်လို့ပဲဖြေရမှာပဲလင်းနဲ့မယားဘဝမှာစိတ်ချမ်းသာမှုကတစ်ဖြစ်ရမယ်ညကစားမှာငွေကြေးချမ်းသာမှုထက်စိတ်ချမ်းသာရေးကပိုလိုတယ်လို့စာရေးသူထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ညကစားအိမ်အောင်ရေးစိတ်မချမ်းသာမှုကအားတာရင်ကွဲပြဲတာမြန်လုံးလို့ပါ။အိမ်အောင်သက်ကြာသွားရင်တော့တော်ယုံတာယုံစိတ်မချမ်းသာမှုကိုခံနိုင်ပါတယ်။လူတွေဟာအိမ်အောင်ပြုတ်တယ်ဆိုကြတဲ့ကစိတ်ချမ်းသာတဲ့ဘဝတစ်ခုကိုမျှော်လင့်ကြတာဓမ္မတာပဲ။ချစ်ချင်းဟာတနည်းအားဖြင့်စိတ်ချမ်းသာခြင်းကိုထူထောင်ခြင်းပဲမဟုတ်လားစိတ်ညစ်ခြင်းလို့ဘသူကအိမ်အောင်ပြုမှာလဲလင်းနဲ့မယားဖြစ်ကြရတာကိုကတဦးစိတ်ချမ်းသာမှုကိုတဦးကဖြည့်ရှင်းပေးဖို့ပါပဲအိမ်အောင်ရှင်တဦးပြုအပ်တဲ့အဓိကတာဝန်9ရပ်ရှိတယ်မိဘဘိုးဘွားတို့အား၎င်းဖယားအား၎င်းဧည့်သည်များအား၎င်းဆွေမျိုးများအား၎င်းမိမိကိုယ်ကို၎င်းပြုဝယ်သောဝတ္တရားများဖြစ်တယ်လို့ဆိုပါတယ်အိမ်အောင်ရေးမှန်သမျှစားဝတ်နေရေးကိစ္စနဲ့အတူဒုက္ခတောကပြဿနာပေါင်းများစွာဖြေရှင်းကြရတာပဲအဲ့ဒီမှာဗတ်ညီမှအိမ်အောင်ရေးသားယာအိမ်အောင်သားယာမှုပေါ်မှာစိတ်ချမ်းသာမှုကရတာပဲတဦးကိုတဦးမြတ်တာတွေအပြန်လှန်ပေးသစ္စာတွေစောင့်ထိန်ယုံမကလိုအပ်လာရင်အသက်တောင်ပေးရမယ်လေလေငါဘူးမယားကပေါက်လုံနေရင်အိမ်အောင်မသားရတယ်လို့မကွဲသေးတာတော့မှစိတ်ချမ်းသာမှုရှိမှာမဟုတ်ပါဘူးသားသမီးတွေကလည်းငပေငတေလေးတွေပေါက်ကြော်မာလေးတွေဆိုပို့ဆိုးသေးတာပေါ့ဇရိုက်တွေဆန္ဒတွေသဘောထားတွေဟာအိမ်အောင်ရေးမှာအားလုံးတူညီမှုရဖို့ဆိုတာကမလွယ်ပါဘူးမလွယ်ပေမဲ့ညှိရဖို့ကတော့ဖြစ်နိုင်ပါတယ်များစွာသောအိမ်အောင်ရေးတွေဟာညှိနှိုင်းလို့ရလို့သာမြဲနေကြတာဖြစ်တယ်အိမ်အောင်ရေးရှေးချမ်းတစ်ခုမှာအကျဉ်အိမ်အောင်ရှင်တဦးသည်ဒုစရိုက်မှုကိုကြောက်ရွံ့၍မိမိ၏အစာရည်စာအဖို့အငါကိုတပားသူနှင့်မျှဝေခွဲချမ်းပါကထိုသူ၏သားမြေတို့သည်မြည်သည့်အခါမှမအောင်မမြင်ရှိလိမ့်မည်မဟုတ်ပေလို့သတ်မှတ်ရေးသားထားပါတယ်။ဗတ်ညီနေရင်အိမ်အောင်ရေးလောကဟာပျော်စရာကြီးပါအပေးယူသားမျှနေအိမ်အောင်ရေးတာယာပျော်ရွှင်မှုကြောင့်အခြားအပျော်ရွှင်တော့မလိုတော့ပါဘူးတစ်ဖက်သက်ငါပြောတာမှန်တယ်ငါစားကျင်တာချက်ငါခိုင်းတာလှုပ်ဆိုတဲ့အိမ်အောင်ရေးမျိုးဟာအိမ်နောက်ငရဲပဲသွားခြင်းရသွားလှုပ်ချင်တာလှုပ်တတ်တဲ့မိန်းမမျိုးနဲ့အိမ်အောင်ကြတာလဲအိမ်နောက်ငရဲပါပဲအချို့အိမ်အောင်တွေဟာချုပ်ချဲမှုတွေများလွန်းကြတဲ့အတွက်ထောင်နဲ့တူပြီးတော့ตาယာမှုလဲကင်းစိတ်ဆင်းရဲစရာလဲဖြစ်နေတော့တယ်တမီဘာသာစာပေတွေကအကောင်းဆုံးကျမ်းတစုဖြစ်တဲ့ကျမ်းစာတွေကအိမ်အောင်ရေးနဲ့ပတ်သက်လို့ကျမ်းပြူပုဂ္ဂိုလ်ရဲ့အမြင်တွေဟာအလွန်လေးနဲ့လှပါတယ်။အဲ့ဒီကျမ်းရဲ့အခန်း103အိမ်အောင်ချင်းကဏ္ဍမှာလူတဦးတယောက်ဤအိမ်အောင်ကိုကောင်းမြတ်သောအကျင့်စီနှင့်မနေမနာပြုအပ်သောဇွဲလုံလာတို့ကိုမှီ၍ထူထောင်ရ၏။ကျွန်ုပ်သည်အိမ်အောင်အတွက်ကျိုးပန်းရာ၌ရန်နာသည်မရှိပါဟုပြောကြသောလူကြီးထက်မြင့်သောသူမရှိ။အိမ်ယာထူထောင်တော်မည်ဟုဆုံးဖြတ်တော်သူဤရှိ၌ဖျားရှင်သည်ပေါ်လာပေလိမ့်မည်မိမိဤအိမ်တော်ကိုတိုးတက်အောင်ကြိုးစားလိုသူတို့သည်ထွေထွေရာရာစဉ်းစားရန်မလိုပေမိမိတို့ဤကြိုးစားမှုများသည်အောင်မြင်ရမည်သာဖြစ်၏မိမိဤအိမ်တော်ကိုမတရားသောနည်းဖြင့်မဟုတ်ဘဲမွေးကြွေးတုတ်တင်၍ထူထောင်သောသူအားလူတို့သည်အာတတယောမိတ်ပြုကြလိမ့်မည်လူတဦးဤယောက်ျားပိသားမှုမှာအိမ်အောင်ဤအကြီးအကဲပြုခြင်းနှင့်ထိုအိမ်အောင်ဤကျေးဇူးရှင်အဖြစ်တည်ရှိခြင်းဖြစ်သည်အိမ်အောင်တစ်ခုအတွင်းရှိတက်ကြွသောသူတို့တွင်အိမ်အောင်သားတို့အားထိမ့်သိမ်းဆောက်ရှောက်ရန်တာဝန်သည်စစ်မြေပြင်တွင်သူရဲကောင်းတို့၌တာဝန်ရှိတဲ့ကဲ့သို့ရှိပေ၏အိမ်အောင်စုတစ်ခုသည်ပုပ်ကူတဦးတယောက်ဤဝိရိယမရှိခြင်းနှင့်ဂုဏ်သိက္ခာပြည့်ခြင်းတို့ကြောင့်အနစ်နာခံကြရ၏မိမိတို့အိမ်တော်ကိုတိုးတက်ရန်ပြင်းစွာအားထုတ်သူတို့၌ယာသည်ဥရုအကောင်အဆိုးဟူ၍မရှိပေမ
မိမိအိမ်တော်အားမကောင်းမှုကင်းဝေးအောင်ကြိုးစားအားထုတ်ရ၌ဒုက္ခခံစားရယုံမျှဖြစ်သလိုစိတ်ပြည့်ဖွယ်အချိန်ကာလ၌အိမ်တော်ကိုစောင့်ရှောက်ထိမ့်သိမ့်ပေးမည်သူမရှိပါကကံကြမ္မာသို့ဝင်ရောက်မည့်အချိန်တွင်ပစိန်တလက်စာများဖြင့်ပြိုကွဲရဖို့ရှိရဲ့လို့အချက်10ချက်ရှိပါတယ်အချက်10ချက်လုံးဟာအိမ်တော်သားရာစိတ်ချမ်းသာရေးဘဝအတွက်လေးနက်လှပါတယ်အိမ်တော်ရေးဘဝမှာရုပ်ချမ်းသာရေးထက်စိတ်ချမ်းသာရေးကပိုလိုအပ်တယ်အိမ်တော်ရေးနဲ့ပတ်သက်လို့စိတ်ချမ်းသာမှုရအောင်ယူနည်းကိုယောက်ျားကယောက်ျားအလျောက်မိန်းမကမိန်းမအလျောက်သိထားရမယ်စိတ်မချမ်းသာသူဖယ်ရှားနည်းကိုတော့ဇနီးအပေါ်မှာလင်ကလေ့လာပြီးဖန်တီးယူလင်အပေါ်ကိုဇနီးကလေ့လာပြီးဖန်တီးယူရမှာပေါ့တောင်းတယုံနဲ့တော့မရပဲလက်တွေပါမှဖြစ်ရမှာလေအိမ်တော်သားရမှတန်ရောစဉ်ကျိုးကခိုင်းမြဲตายရတဲ့အိမ်တော်တစ်ခုတိဆောက်ခြင်းဟာဘဝအိုးအေးစစ်ကလေးပါပဲဘယ်နေရာမှာဘလို့ပဲပင်မမိုးလာပြဿနာစကားတွေပဲပြောခဲ့ရစိတ်ညစ်စရာတွေကြုံချင်းကြုံကိုယ့်အိမ်ကိုပြန်ရောက်လို့အိမ်ထဲဝင်လိုက်တာနဲ့တပြိုင်နက်စိတ်ချမ်းသာသွားတဲ့လူဟာလူဘဝရမှာကုသိုလ်ထူးတဲ့လူပါပဲအောင်မြင်တိုးတက်တဲ့လူတွေကိုလေ့လာရင်ငွေမချမ်းသာကြပေမဲ့အိမ်အောင်ဘက်ညီတဲ့လူတွေဖြစ်ကြပါတယ်မောင်တထမ်းမဲတရက်တွေဖြစ်ကြတာကိုလေ့လာတွေ့ရတော့ပါတယ်ဗျာဟုတ်ကဲ့ပါရှင်ဤကောင်းစဉ်လေးကတော့ဆရာသူတေတီဖုံးမြင့်တွေရေးသားထားတဲ့အရေးကြီးတာကစိတ်ချမ်းသာဖို့ဆိုတဲ့စာအုပ်ကလေးတွေကဖတ်ပြပေးသွားတာဖြစ်ပါတယ်ရှင်